မ်းသာစွာအိပ်ဆက်ရခြင်းနဲ့လောကလူတွေပြောနေကြတဲ့ချမ်းသာစွာအိပ်ဆက်ရခြင်းဆိုတာနဲ့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ချမ်းသာစွာအိပ်ဆက်ရခြင်းဒီအိပ်ဆက်ရခြင်းနှမျိုးဟာခြားနာသောရှုထောင့်အမြင်များရှိသဖြင့်ခြားနာသောရည်ရွယ်ချက်များရှိလျက်နေပါတယ်လောကလူတွေပြောနေတဲ့ချမ်းသာစွာအိပ်ဆက်ရခြင်းဟာဘယ်လိုအဓိပ္ပာယ်ရှိပြီးတော့ဘုရားမြတ်စွာဆိုလိုတဲ့ချမ်းသာစွာအိပ်ဆက်ရခြင်းဆိုတာဘယ်လိုအဓိပ္ပာယ်ရှိတယ်လဲဆိုတာဒီကနေ့ညရှင်းလင်းပြီးတော့ဟောပြောကြရအောင်လောကလူတွေဟာနေထိုင်နဲ့ပတ်သက်ပြီးတော့ချမ်းသာဒုက္ခကိုလိုလားကြစာရေးတောက်တာနဲ့ပတ်သက်ပြီးတော့လည်းချမ်းသာဒုက္ခလိုလားကြတယ်အလိုလားဆုံးကတော့လူတိုင်းဟာချမ်းသာတာအိပ်ဆက်ရမှုဟာလူတွေမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ချမ်းသာတာအိပ်ဆက်ရမှုဟာအမြဲတမ်းတန်ဖိုးရှိတယ်လို့ပြောရမှာပါဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ချမ်းသာစွာအိပ်ဆက်ရခြင်းရဲ့အဓိပ္ပာယ်ကအလွန်လေးနက်မှုရှိတယ်ဆိုတာကိုဟဋ္ဌကတုတ်တံကိုလေ့လာကြည့်ခြင်းဖြင့်သိရှိနိုင်ကြပါတယ်ချမ်းသာစွာအိပ်ဆက်ရခြင်းအဓိပ္ပာယ်ကိုဟဋ္ဌကတုတ်တံမှာမြတ်စွာဘုရားကရှင်းလင်းဟောကြားထားတာဖြစ်ပါတယ်အင်္ဂုတ္တရနိကေမှာဟဋ္ဌကတုတ်ဆိုတာပါရှိတယ်တခါတော့မြတ်စွာဘုရားသခင်ကိုရောမြတ်အာလဝီပြည်အနီးနားကနွားအုပ်ကြီးဖြတ်တန်းသွားလာတဲ့တောထန်းတနေရာတိန်တပါဝနလို့ခေါ်တဲ့ရင်းတိုက်တောထဲမှာရှိတဲ့အရွက်ကျဲကျဲနဲ့ရှိတဲ့ရင်းတိုက်ပင်ကြီးတစ်ပင်ရဲ့အောက်မှာရှင်တော်ဘုရားဟာနားနေခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကရာသီဥတုကလည်းအမတန်အေးမြတဲ့ဆောင်းရာသီဖြစ်တယ်ဆောင်းရာသီဖြစ်တော့ရင်းတိုက်ပင်ကအရွက်တွေဟာလည်းပဲကျွေတဲ့အရွက်ကကျွေလာတော့အပေါ်မှာကြည့်လိုက်ရရင်ကျိုးတို့ကျဲတဲ့အနေအထားမျိုးရှိတယ်မြတ်စွာဘုရားသရင်သုံးတဲ့တစ်ပင်ပတ်ဝန်းကျင်မှာလည်းပဲဆက်တန်းသွားလာထားတဲ့နွားအုပ်တွေရဲ့ခြေရာတွေကအနှံ့အပြားဖြစ်လို့မြေပေါ်မှာနွားခြေရာဈာကနေထွက်လာတဲ့သုဒ္ဓဖွယ်ဖြစ်နေတဲ့မာကြောလာတဲ့မြေတွေကလည်းပဲအပေါ်မှာစုံစုံချွန်ချွန်နေတက်နေတော့ထိုရင်းတိုက်ပင်အောက်ရောက်အောင်လမ်းလျှောက်ဖို့ဆိုတာခဲရင်တဲ့အနေထားမှာရှိတယ်ပေါ့နွားခွာရာကြားကထွက်တဲ့မားနေတဲ့မြေကိုနွားခွာရာစုလို့ဒီလိုခေါ်တယ်စုခဲ့သို့ခြုံပြီးတော့နေတယ်အဲ့ဒီပုံမှာလမ်းလျှောက်ဖို့ဆိုတာမြေတွေကအလွန်မာတဲ့အတွက်ကြောင့်ဖဏမပါပဲလမ်းလျှောက်မယ်ဆိုလို့ရှိရင်အမတန်လျှောက်ရခက်တဲ့အနေအထားပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းအရွက်ကျိုးတို့ကျဲတဲ့ရှိတဲ့ရင်းတိုက်ပင်ကြီးရဲ့အောက်မှာမြက်ကလေးတွေခင်းပြီးတော့ရက်ဖြာလေးပေါ်မှာထိုင်နေတာတပါးတဲ့အာလူပြည်နားမှာအဲ့ဒါလို့သတင်းသုံးနေတဲ့အချိန်နန်းနေစောစောအာလူမြို့ထဲကနေထွက်ပြီးတော့ရင်းလိုက်တော့ဘက်ကိုကျမကြီးအတွက်လမ်းလျှောက်ကြ